အခုရောက်နေတာကတော့ရှရီလန်ကာနိုင်ငံပေါ့နော်တီရီလင်ကာပေါ့ပမာလို့ဆိုရင်တော့ဟိုတယ်လာ view လေးကိုပြချင်လို့ပါဒီမှာကြည့်လိုက်ပါဟိုတယ်လာတော်တော်လေးကိုမြင်နေပေါ့ကျွန်တော်အခု10တန်းမှာပေါ့နော်ဒါကတော့ city view ဒီဘက်ကိုကြည့်ပါဒီဘက်မှာပင်လယ်ကြီးကတော်တော်လေးကိုလှနေပါတယ်ရေကမျက်စိတစုံပဲဒီရှရီလန်ကာနိုင်ငံပေါ့နော်သူကအိန္ဒိယနိုင်ငံရဲ့အောက်ဘက်အခြမ်းပေါ့နော်တောင်ဘက်အခြမ်းမှာရှိတာပေါ့နော်နိုင်ငံကျွန်းနိုင်ငံလေးဖြစ်လို့သူကအဲ့လိုမျိုးပင်လယ်နဲ့ပတ်လည်ရှိတယ်ပေါ့နော်ပြီးတော့အရန်ဟိုနိုင်ငံစိမ့်လန်းဆိုပြေတယ်ပေါ့နော်တော်တော်လေးကိုအပင်တွေလည်းတော်တော်များတယ်ပေါ့နော်မြင်ရတဲ့အတိုင်းပါပဲဒီမှာကြည့်လိုက်ရထားလေးစီးသွားတယ်တွေ့လားမသိဘူးမြန်မာနိုင်ငံမီးရထားနဲ့တူတယ်မြန်မာမီးရထားမြန်မာနိုင်ငံအောင်လွမ်းဝိုင်း